ပွေနှင်းကူဝဲနာတွေကြောင့်ရားရံပြီးအနာဖြစ်နေလို့စိတ်ညစ်နေပြီလားဒါဆိုရင်တော့ဘက်ဂျီယန်ဆိုတဲ့လိန်စေးလေးကိုစောင့်ထားတင်ပါတယ်ဘက်ဂျီယန်ဆိုတဲ့လိန်စေးလေးဟာဗီတာမီသက်ဆုံးဂျန်တာမိုင်ဇင်နဲ့မိုက်ကိုနာဇောလို့ခေါ်တဲ့ဆေးသုံးမျိုးပါဝင်ပေါင်းစပ်ထားတဲ့လိန်စေးတစ်မျိုးပဲဖြစ်ပါတယ်ဘက်ဂျီယန်မှာပါဝင်တဲ့ဗီတာမီသက်ဆုံးကတော့အဆွမ်းထက်တဲ့စထရိုက်တစ်မျိုးပဲဖြစ်ပါတယ်အရေးပြားပေါ်မှာဖြစ်ပေါ်တဲ့ရားရံနာနီးမြန်းနာရောင်ရမ်းနာတွေကိုရောကြစေဖို့အတွက်အဓိကလှုံ့ဆော်ပါတယ်ဂျန်တာမိုင်ဇင်ကတော့ antibiotics အမျိုးအစားဖြစ်ပြီးတော့ဘက်တီးရီးယားကြောင့်ဖြစ်တဲ့အရေးပြားပိုးဝင်မှုတွေကိုတိုက်ဖျက်ဖို့အတွက်လှုံ့ဆော်ပါတယ်မိုက်ကိုနာဇောကတော့ anti-fungal အမျိုးအစားဖြစ်ပြီးတော့မှုအကြောင်းဖြစ်တဲ့အရေးပြားပိုးဝင်မှုတွေကိုတိုက်ဖျက်ဖို့အတွက်ဖြစ်ပါတယ်ဘယ်လိုအခြေအနေတွေမှာအသုံးပြုလို့ရလဲဆိုရင်တော့ဘက်တီးရီးယားနဲ့မှုအကြောင်းဖြစ်တဲ့အရေးပြားရောဂါတွေပွေနှီးကူအဆိုးဝဲနာတွေအရေးပြားရောင်ရမ်းခြင်းနဲ့အရေးပြားယားနာတွေအတွက်အဓိကအသုံးပြုနိုင်ပါတယ်ဘယ်လိုအသုံးပြုရမလဲဆိုရင်တော့လိန်စီကိုပုံမှန်အားဖြင့်တစ်နေ့လိန်2ကြိမ်အရေးပြားပေါ်မှာပပလေးလိမ့်ပေးရပါမယ်ဒါမှမဟုတ်ဆရာဝန်ညွှန်ကြားချက်အတိုင်းအသုံးပြုလို့ရပါတယ်ဘက်ဂျီယန်လို့စထရိုက်ပါဝင်တဲ့လိန်စေးတွေကိုဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့တပတ်ထက်ကျော်လွန်ပြီးအသုံးပြုလို့မသင့်တော့ပါဘူးရှင်ကျေးဇူးတင်ပါတယ်ရှင်